ဘသူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းအချက်၄ချက်သိခံနံပါတ်1အစာသိခံနံပါတ်2စကားသိခံနံပါတ်3ပုဂ္ဂိုလ်သိခံနံပါတ်4နေရာသိခံဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘယ်သူနဲ့ဖြစ်ဖြစ်အဆင်ပြေတယ်ဘယ်နေရာမှာပဲအဆင်ပြေတယ်ဘယ်အချိန်ပဲဖြစ်ဖြစ်အဆင်ပြေတယ်အစာသိခံရမယ်စကားသိခံရမယ်နေရာသိခံရမယ်ပုဂ္ဂိုလ်သိခံရမယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့အစားတောင်ကြောင့်တတ္တဝါတွေအစားသိမခံနိုင်လို့ဒုက္ခရောက်တယ်ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရလို့အဲ့တော့အစားတောက်ဆိုတဲ့သဘောကလည်းပဲကိုရတာကိုစားကျင်တဲ့စိတ်ရှိလို့သာလင်စားလိုက်ရတယ်ဘလောက်ပဲကောင်းတဲ့အစားတောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားတောက်ပဲဖြစ်ပရိသတ်ဘိုက်ပြည့်ဘာရတာမှမရှိဘူးစားနေတော့အရသာရှိတာတော့ဘလို့ပဲဖြစ်ဖြစ်ဘိုက်ပြည့်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့သာလင်စားနိုင်အောင်ကြိုးစားအစားအသောက်ကိုသိခံနိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အဆင်ပြေတယ်သိခံတာအစားအသောက်လည်းသိခံဒုတိယသိခံဖို့ကအစားပြီးတော့စကားကလည်းသိခံရမယ်စကားလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအဆင်ပြေခြင်းချိန်တိုင်းမှာအဆင်ပြေခြင်းဘယ်သူနဲ့ပဲဖြစ်ဖြစ်အဆင်ပြေခြင်းစကားသိခံစကားလုံးတွေသိခံရမယ်တို့တွေအဲ့စကားလုံးတွေလိုက်ခံစားတာအော်ခက်ကြမ်းကြမ်းပြောလိုက်လို့ဆိုတဲ့အဲ့မကြားခြင်းတဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့သချင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်ဒါကြောင့်မို့စကားလုံးတွေကိုသိခံနိုင်ရင်ချမ်းသာတယ်အစာသိခံပါစကားသိခံပါတတိယကနေရာသိခံပါနေရာလည်းတော်ကြောက်စရာကောင်းတယ်ပြည်ဒီနေရာမနေရလို့ဆိုတဲ့စိတ်ကလည်းတတ္တဝါတွေကိုအိတ်တော်မပြောဟိုအလုံးလုံးတဲ့လူကြုံရန်ကြုံတဲ့နေရာမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြောင့်နေရာလေးပြောင်းသွားတာနဲ့အိတ်မပြောနေရာအပေါ်မှာဖြစ်တဲ့ attachment ကတော်တော်ပူတော့ပိုဆိုးတာကယာဒူးနေရာတွေမရလို့နေရာတွေမှာတိုက်ခိုက်နေကြတာပိုဆိုးယာဒူးလေးတိုးအောင်နေရာလေးရအောင်ဖားလိုက်ရတာလက်ထိုးရလိုက်ရတာဟိုတုန်းကဆိုအဲ့ဒီနေရာကြောင့်ပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့ဆွမ်းအားရှင်သိကောင်းပါပဲတတ္တဝါတွေကနေရာအပေါ်မှာဖြစ်တဲ့နေရာအပေါ်မှာတာယာတဲ့ attachment အာဝါဒ mystery ရပါတယ်သိကြောက်စရာကောင်းတယ်နေရာဖယ်ပေးရတာလဲတတ္တိပဲတတ္တိရှိမှနေရာဖယ်ပေးရတာတတ္တိမရှိရင်နေရာကိုတွေ့ထားလို့နေရာပြောက်မှကြောက်လို့ဒုက္ခရောက်နေတဲ့ဘိန်းတို့နိုင်ငံလည်းတော်တော်ကြာခဲ့ပြီနော်။ကြောင့်လို့နေရာတိုင်းမှာအစဉ်ပြေခြင်းနေရာလေးကိုလည်းသိခံရတယ်လူတိုင်းနဲ့အစဉ်ပြေရောက်တဲ့နေရာမှာသိခံနိုင်အောင်ကြိုးစားရတယ်အဲ့ဒါလေးသိခံရင်အားလုံး okay သွားတာပဲနော်ဒါကြောင့်မို့အစာသိခံစကားသိခံနေရာသိခံနောက်ဆုံးသိခံရမယ့်အချက်ကအရေးကြီးတယ်နေရာတိုင်းမှာဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်အစဉ်ပြေရင်ပုဂ္ဂိုလ်သိခံရတယ်ပုဂ္ဂိုလ်ဆိုတာလေသူနဲ့ကိုယ်နဲ့တူမှမတူလားလူအမျိုးမျိုးဇယိုက်အထွေထွေ character အမျိုးမျိုးနဲ့တွေ့ကြုံဖြတ်သန်းရမယ်လူတွေနဲ့တွေ့တဲ့အခါမှာလူအချင်းချင်းကိုယ်စိတ်တိုင်းမကြလို့ဒေါသဖြစ်ရင်ဘယ်တော့မှစိတ်တိုင်းကြမှာမဟုတ်တော့ကိုယ်သဘောအတိုင်းမဖြစ်လို့သူ့အပေါ်မှာဒေါသတွေဖြစ်တယ်မကြည်မနှက်ဖြစ်ဘယ်တော့မှဖြစ်မှာမဟုတ်တော့ဘာဖြစ်လို့ဆိုကိုယ်တော်မှကိုယ်စိတ်တိုင်းကြမှာမဖြစ်တယ်ကိုယ်တော်မှကိုယ်အလိုတိုင်းမှမဖြစ်တယ်ဒါမှမဟုတ်ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲကိုချင်းကိုနဲ့သဘောမတူလို့ကိုနဲ့အစင်မပြေလို့ဆိုပြီးတော့တောက်ကတွေဖြစ်မနေပါနဲ့ဒေါသတွေဖြစ်မနေပါသူတို့ကိုသိခံနိုင်အောင်ကြိုးစားရမလို့သိခံဖို့ခက်ခဲတဲ့အရာတွေထဲမှာကိုကအစားသိခံနိုင်အောင်ကြိုးစားပါစကားသိခံနိုင်အောင်ကြိုးစားပါနေရာသိခံနိုင်အောင်ကြိုးစားပါဘယ်လိုပုံကိုမျိုးဖြစ်ဖြစ်သူ့ရဲ့သဘောတဘာဝကိုသူ့ရဲ့ character လေးကိုသိအောင်သိခံနိုင်အောင်ကြိုးစားလဲစမ်းပါအဲ့ဒီအချက်၄ချက်သိခံနိုင်ပြီဆိုရင်နေရာတိုင်းမှာအဆင်ပြေပါတယ်ချိန်တိုင်းမှာအဆင်ပြေပါတယ်လူတိုင်းမှာအဆင်ပြေပါတယ်